Hello မင်္ဂလာပါမျိုးစင်ပါကျွန်တော်တို့ပွဲတဲ့တစ်ဖြည်းဖြည်းကန်လာရင်းနဲ့ဒီနေ့ဇူလိုင်လ19ရက်ညတနာရီခွဲအချိန်ကျွန်တော်တို့အမေရိကန်နိုင်ငံနယူးယောက်မှာရှိတဲ့ New Jersey Stadium မှာကမ္ဘာဖလား Final ပွဲစဉ်အဖြစ်စပိန်နဲ့အာဂျင်တီးနားတို့ကန်ဖို့ရှိပါတယ်အဲ့ပွဲရဲ့အကြောင်းကိုပွဲကြိုသုံးသပ်ချက်လေးပြုလုပ်သွားမှာဖြစ်ပါတယ်ဆိုတော့ထုံးစံအတိုင်းပဲအခုပြောမယ့်အကြောင်းအရာအကုန်လုံးဒီကျွန်တော်တယောက်တည်းရဲ့တီးသန့်အမြင်သာဖြစ်ပါတယ်ဗျဆိုတော့ကမ္ဘာဖလားရဲ့ဒါခြေစွမ်းအငိမ့်ဆုံးကွင်းလင်အကောင်ဆုံးခံစစ်အကောင်ဆုံးဆိုတဲ့အနေအထားကိုပိုင်ဆိုင်တဲ့စပိန်ဖြစ်ပါတယ်သူတို့ဖြတ်တန်းလာခဲ့တဲ့လမ်းကြောင်းအရာဆိုလို့ရှိရင်လည်းအရင်လွယ်လွယ်ကူကူဖြတ်တန်းလာခဲ့တယ်တော့မဟုတ်ဘူးသို့တော့ပွဲအများစုကိုသူတို့ကအသာစီးကစားပြီးတော့အနိုင်ယူပြီးတော့ဒီအဆင့်ဒီနေရာထိရောက်လာခဲ့တယ်လို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်အထူးသဖြင့်ကျွန်တော်တို့ဒါပေါ်တူဂီနဲ့ကန်ခဲ့တဲ့ပွဲမှာခက်ခဲမလားလို့ကျွန်တော်ထင်ခဲ့ရတယ်ဆိုပေမဲ့ကျွန်တော်ဒါမီကဲမယ်ရီနိုရဲ့နောက်ကျကူနဲ့အနိုင်ယူပြီးတော့နောက်တစ်ဆင့်ကိုတက်လာခဲ့တဲ့အနေအထားမှာရှိပါတယ်ဆိုတော့စပိန်ရဲ့လူအင်အားကိုကြည့်မယ်ဆိုရင်လည်းဒါလူကျွန်တော်တို့ဒါတိုက်စစ်ခံစစ်ကွင်းလေအဘက်ဘက်ကပြည့်စုံတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်တို့ဒါတိုက်စစ်ကစားသမားတွေနဲ့ကွင်းလေကစားသမားတွေအချိတ်အဆက်အယမ်းမိတဲ့အနေအထားမှာရှိတယ်လို့ပြောလို့ရပါမယ်ခံစစ်ကလည်းတိုးမပေါက်တဲ့အနေအထားမှာရှိပါတယ်အထူးသဖြင့်ကျွန်တော်တို့ဒါစပိန်ရဲ့နီးပြဖြစ်တဲ့ဒယ်လာဖွန်တေးကိုချီးကျူးရမှာပါသူကကစားသမားအလှည့်အပြောင်းတွေကစားသမားကိုဘယ်လိုပုံစံမျိုးညှစ်ထုတ်ပြီးတော့စွမ်းအင်တွေယူရမလဲဆိုတာကိုအတော်လေးကိုပါနိုင်တဲ့နီးပြလို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်အထူးသဖြင့်လူငယ်တိုက်စစ်ကစားသမားလေးဖြစ်တဲ့ကျွန်တော်တို့လမင်းယမားတို့လိုခြေစွမ်းပြနိုင်တဲ့ကစားသမားတွေကိုအတည်ငြိမ်ဆုံးဖြစ်အောင်ထိန်းသိမ်းနိုင်တယ်ကျွန်တော်တိုက်စစ်မှာဆိုရင်အိုယာဇဘက်တို့လိုအဆုံးသက်ကောင်းတဲ့တိုက်စစ်မှုမျိုးကိုပြဝလမ်းညွှန်ပေးနိုင်တဲ့အနေအထားမှာရှိပါတယ်ကွင်းလေလူတွေဖြစ်တဲ့ကျွန်တော်တို့ရိုဒရီတို့ပက်ဒရီတို့ဒန်နီအိုမိုတို့ဖေဗီယာရူတို့ကိုလည်းကျွန်တော် rotation ပုံစံမျိုးနဲ့တုံးပြီးတော့အကောင်းမွန်ဆုံးပုံဖော်ထားနိုင်တာကိုတွေ့ရပါတယ်စပိန်အကြောင်းကိုပြောမယ်ဆိုရင်တော့အထူးသဖြင့်ခံစစ်အကြောင်းကိုချီးကျူးရပါလိမ့်မယ်ကျွန်တော်တို့ဒီကမ္ဘာဖလားမှာ9ပွဲကန်တဲ့အနေအထားမှာစပိန်က73ဂိုးရပြီးတော့2ဂိုးသာလျင်ပေးထားရတာဖြစ်ပါတယ်ဒါကိုကြည့်ချင်းအပြင်စပိန်ရဲ့ခံစစ်ကြောင်းကဘယ်လောက်ထိကြစ်လက်တန်ပါလဲဆိုတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်အထူးသဖြင့်ခံစစ်၄ယောက်တန်းဖြစ်တဲ့မာကူဂူရေလာအမရီလာပေါ့ပါအိုကူဘာစီပက်ဒရိုပေါ်ရိုဒိုဆိုတာလိုအပ်လို့ရှိရင်တိုက်စစ်ထိလိုက်ပါပြီးတော့ဂိုးတက်သွင်းနိုင်တဲ့ခံစစ်မှုတွေဖြစ်ပါတယ်နောက်တစ်ခါ29နှစ်သားဖြစ်တဲ့ဦးနိုင်ဆိုင်မွန်ရဲ့လက်စွမ်းကိုလည်းမေ့ထားလို့မရပါဘူး2ဂိုးပဲပေးရတယ်ဆိုတာဒီကစားသမားရဲ့စွမ်းဆောင်ရည်အများကြီးပါပါတယ်ဆိုတော့စပိန်ကတော့ခံစစ်တိုက်စစ်ကွင်းလေအတော်လေးကိုညီမျှပြီးတော့ကျွန်တော်တို့ဒါတိုက်စစ်လို့ရင်တိုက်စစ်ခံစစ်ဆော့မယ်ဆိုရင်လည်းခံစစ်ကိုအတော်လေးကိုထူးခြားပြောင်မြောက်အောင်ကစားတတ်တဲ့အသင်းဖြစ်ပါတယ်ဆိုတော့စပိန်ဖြတ်သန်းလာခဲ့တဲ့လမ်းကြောင်းကိုကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ဆိုရင်အထူးသဖြင့်ပေါ်တူဂီနဲ့ကန်တဲ့ပွဲရဲ့ဘယ်ဂျီယန်နဲ့ကန်တဲ့ပွဲရဲ့လောက်တာသူတို့အတွက်အနည်းငယ်ခက်ခဲတဲ့ပွဲလို့ဆိုနိုင်တယ်ကျွန်တော်နာမည်ကြီးပြင်သစ်နဲ့ကန်တဲ့ပွဲကစပိန်ကအပြတ်သက်သာပြီးတော့2ဂိုးဂိုးမရှိနေတောင်နိုင်ပြီးတော့ဒီဆင့်ဒီနေရာထိရောက်လာခဲ့တာဖြစ်ပါတယ်အဲ့ဒီပွဲမှာအထူးသဖြင့်ရိုဒရီကျွန်တော်တို့ဒါဖေဗီယန်ရူရဲ့ဒန်နီအိုမိုဒိုကိုချီးကျူးရမှာဖြစ်ပါတယ်တောင်ပန်ကစားသမားလေးတွေဖြစ်တဲ့ကျွန်တော်တို့လမင်းယမားရဲ့ကျွန်တော်တို့ဘယ်တောင်ပန်တိုက်စစ်ကစားသမားဖြစ်တဲ့ LS ဘိုင်ယန်တို့ကလည်းအဲ့ပွဲမှာတော်လေးကိုခြေစွမ်းပြပါတယ်ဆိုတော့အဲ့ဒီပွဲမှာတော့ကီလီယန်အမ်ဘာပေတို့ပြင်သစ်ကတော့ဘာမှလုံးမရတဲ့အနေအထားမှာရှိတယ်ဒါကြောင့်လဲစပိန်ကချီးကျူးမှုနဲ့ထိုက်တန်တယ်လို့ကျွန်တော်ကပြောချင်တာပါနောက်အနေငယ်ခက်ခဲတယ်လို့ကျွန်တော်စောစောကပြောခဲ့တဲ့ပေါ်တူဂီနဲ့ပွဲမှာလည်းအရန်ကုန်ကနေထလာပြီးတော့အနိုင်ကိုသွင်းသွားတဲ့မီခဲမယ်ရီနိုတို့လို့ကျွန်တော်ကွင်းလေတိုက်စစ်ကစားသမားရှိတယ်ဆိုတာကလည်းမေ့ထားလို့မရတဲ့အနေအထားမှာရှိပါတယ်အထူးသဖြင့်စပိန်မှာ quality player တွေအရန်ကုန်မှာရှိပါတယ်နီကိုဝီလီယန်တို့လို့နောက်တစ်ခါလော်ရန်တေးတို့လို့ခုနကကျွန်တော်ပြောတဲ့မီခဲမယ်ရီနိုတို့လို့ကစားသမားရှိပါတယ်အချိန်မရွေးကျွန်တော်တို့ဒီဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့ခြေစွမ်းတွေကိုပိုင်ဆိုင်တဲ့စပိန်အသင်းဖြစ်ပါတယ်ဆိုတော့နောက်တစ်ပွဲကတော့ဒါဘယ်ဂျီယန်နဲ့ကန်တဲ့ပွဲပါဘယ်ဂျီယန်နဲ့ကန်တဲ့ပွဲမှာလည်းပွဲချိန်အတွင်းမှာတရေကြမယ်လို့ကျွန်တော်တို့အများစုကထင်ထားပေမဲ့လည်းအဆိုပါကစားသမားဖြစ်တဲ့မီခဲမယ်ရီနိုကပဲအနိုင်ဂိုးကိုသွင်းသွားခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီကပ္ပဖလားမှာတော့အကယ်၍သာ the back substitution player လို့ပြောရမယ်ဆိုရင်မီခဲမယ်ရီနိုကလွဲပြီးတော့အကျန်တဲ့ကစားသမားမရှိပါဘူးဆိုတော့စပိန်အကြောင်းကတော့ချီကျူးဖို့မလုံလောက်တဲ့အနေအထားမှာရှိတဲ့ကမ္ဘာဖလားလို့ပြောလို့ရပါတယ်ဆိုတော့19နှစ်သားလေးလမင်းယမာနဲ့39နှစ်သားကြီးဖြစ်တဲ့လီယိုနယ်မက်ဆီကဘသူကဘိုးဆွဲသွားမှာလဲညီကိုတို့ဘယ်လိုထင်ကြလဲကဲဆိုတော့လီယိုနယ်မက်ဆီတို့ရဲ့အသင်းကတော့လက်ရှိကမ္ဘာဖလားပိုင်ရှင်ဖြစ်ပါတယ်
ဆိုတော့ FIFA ranking အဖြစ်လဲအဆင့်1မှာရှိနေတဲ့အသင်းဖြစ်ပါတယ်ဆိုတော့စပိန်နဲ့ကန်တဲ့ပွဲမှာဘယ်လိုပုံစံမျိုးပွဲထုတ်လာမှာလဲအရင်စိတ်ဝင်စားဖို့ကောင်းပါတယ်လီယိုနယ်မက်ဆီတို့ရဲ့အာဂျင်တီးနားကတော့ဒီကမ္ဘာဖလားမှာအတော်လေးကိုချီကျူးမှုနဲ့ထိုက်တန်တဲ့ကစားသမားအများစုကိုပိုင်ဆိုင်တဲ့အသင်းဖြစ်ပါတယ်ဆိုတော့အာဂျင်တီးနားရဲ့ကစားပုံကကြစ်လက်တဲ့တန်မာတဲ့ aggressive sense နဲ့လိုအပ်လို့ရှိရင်လိုအပ်တယ်လို့မျိုး transition ကစားမလားဒါမှမဟုတ်ရှင်လေ counter attack ကစားမလား position game ကစားမလားအထူးသဖြင့်လီယိုနယ်မက်ဆီကိုဝန်းရံပြီးတော့ကျွန်တော်တို့ပံ့ပိုးပေးတဲ့ကစားသမားအများစုကရေကုန်ရေခမ်းကစားတတ်တာကြောင့်အာဂျင်တီးနားကနာမည်ကြီးတာပါဆိုတော့စပိန်နဲ့ကန်တဲ့ပွဲမှာရောသူတို့လောက်သမျှဖြစ်မှာလားကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်ကျွန်တော်အင်္ဂလန်နဲ့ကန်ခဲ့တဲ့ပွဲကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ85မိနစ်အထိကိုအာဂျင်တီးနားကတကူကိုမရှိနေရှုံးနေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းအာဂျင်တီးနားကအာဂျင်တီးနားဆိုတဲ့အတိုင်းပဲ2ဂိုးသွင်းပြီးတော့ဒီ final ထိမရောက်အောင်တက်လာခဲ့တဲ့အသင်းဖြစ်ပါတယ်အထူးသဖြင့်လီယိုနယ်မက်ဆီကအဲ့ဒီပွဲမှာ assist နှလုံးတောင်လောက်သွားခဲ့တာပါဆိုတော့ဒီ39နှစ်သားကြီးကိုတော့ဒီကမ္ဘာဖလားမှာဘယ်နည်းနည်းမှမချီကျူးပဲမနေနိုင်ပါဘူးကျွန်တော်တို့ဆိုတော့စပိန်နဲ့ကန်တဲ့ပွဲမှာရောလီယိုနယ်မက်ဆီဘယ်လောက်ထိအလုပ်လုပ်ပြသွားမှာလဲတစ်ချက်စောင့်ကြည့်စရာရှိပါတယ်ဆိုတော့ညီကိုတို့အလုံးသိတဲ့အတိုင်းပဲဒီကမ္ဘာဖလားမှာတော့စပိန်ထက်စားလို့ရှိရင်အာဂျင်တီးနားကပို့ပြီးတော့တိုက်စစ်ပိုကောင်းပါတယ်9ပွဲကန်တဲ့အနေအထားမှာ19ဂိုးရပြီးတော့9ဂိုးပေးထားရတဲ့အသင်းဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာစပိန်ကခံစစ်ပိုကောင်းတဲ့အသင်းဖြစ်ပြီးတော့အာဂျင်တီးနားကတိုက်စစ်ပိုကောင်းတဲ့အသင်းဖြစ်ပါတယ်ကျွန်တော်အာဂျင်တီးနားအကြောင်းကိုပြောမယ်ဆိုရင်ခံစစ်၄ယောက်တန်းရဲ့အကြောင်းကိုလည်းမြစ်ထားလို့တော့မရပါဘူးအထူးသဖြင့်လီဇန်ဒရိုမာတီနဲနဲ့ရိုမဲရိုဦးဆောင်တဲ့ခံစစ်ဒန်ကလည်းကျွန်တော်တို့ဒါတိုက်စစ်ကစားသမားအတော်များများကိုထိန်းချုပ်နိုင်တဲ့အစွမ်းရှိပါတယ်ဆိုတော့ဒီကစားသမားလေးတွေအကုန်လုံးကကျွန်တော်တို့ဒါ experience player တွေလို့ပြောလို့ရပါတယ်အသက်အပြင်28-30ဝန်းကျင်သာရှိတဲ့ကစားသမားတွေဖြစ်ပါတယ်ကျွန်တော်တို့နောက်တစ်ယောက်အထူးချီးကျူးရမယ့်ကစားသမားကတော့ဂိုသမာမာတီနယ်ဖြစ်ပါတယ်ဆိုတော့မာတီနယ်ရဲ့အကြောင်းကိုကျွန်တော်တစ်ချက်ပြောမယ်ဆိုလို့ရှိရင်ဒီကမ္ဘာဖလားမတိုင်ခင်မှာမာတီနယ်ကအာဂျင်တီးနားနဲ့ final ပွဲကို၄ပွဲအထိသူဆင်နွှဲဖူးပါတယ်အဲ့ဒီ၄ပွဲမှာသူက၄ပွဲစလုံးကိုအနိုင်ယူထားတဲ့ကစားသမားဖြစ်ပါတယ်ဆိုတော့ဒီ record ကအတော်လေးကိုထူးခြားတဲ့ record လို့ကျွန်တော်တို့ပြောလို့ရမယ်မှတ်မှတ်ရရကျွန်တော်တို့ဒါ2022ပြင်သစ်နဲ့ကမ္ဘာဖလား final ပွဲမှာပယ်နယ်တီအဆုံးဖြတ်ခံယူတဲ့နေရာမှာ၄ဂိုး2ဂိုးနဲ့နိုင်ပြီးတော့ကျွန်တော်တို့အာဂျင်တီးနားကဘူဆွဲခဲ့တာလူတိုင်းအသိဖြစ်ပါတယ်ကျွန်တော်တို့အဲ့လိုပဲကိုလံဘီယာနဲ့ဒီ2024တုန်းမှာကန်တဲ့ပွဲတုန်းကလည်းအာဂျင်တီးနားကတကူးကုန်းမရှိတဲ့နိုင်တဲ့အနေအထားကြောင့်ဖလားယူပေးခဲ့တာရှိပါတယ်ဆိုတော့ final ၄ပွဲကန်တဲ့၄ပွဲစလုံးကိုနိုင်တယ်ဆိုတာထူးခြားပြောင်မြောက်တဲ့လက်စွမ်းလို့ကျွန်တော်တို့ပြောလို့ရမယ်ဆိုတော့အဲ့ဒီ၄ပွဲမှာကလင်းရှိကိုကျွန်တော်3ပွဲအထိယူနိုင်တဲ့ဂိုသမာဖြစ်ပါတယ်ဆိုတော့ဒီစပိန်နဲ့တွေ့တဲ့ပွဲမှာရောအာဂျင်တီးနားကဘယ်လိုပုံစံမျိုးလောက်ပြသွားမလဲဒီကစားသမားကဘယ်လိုပုံစံမျိုးစွမ်းဆောင်ပြသွားမလဲကလည်းကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်ဆိုတော့ final နဲ့မာတီနဲ့ဆိုတာခွဲလို့မရဘူးလားဒါမှမဟုတ်ရှင်လေဒီပွဲမှာမှတစုံတစ်ခုထူးခြားသွားမှာလားဆိုတာကိုညီကိုတို့နဲ့အတူတူစောင့်ကြည့်ကြပါတယ်ဆိုတော့အာဂျင်တီးနားအကြောင်းကတော့ကျွန်တော်ဒီပွဲထွက်ခွင့်ရတဲ့ကစားသမားတွေနဲ့မဟုတ်ဘူးအရန်ကစားသမားအင်အားကလည်းစပိန်နဲ့မျှချေအနေထားမှာရှိပါတယ်အထူးသဖြင့်ဂွန်ဇာလက်တို့လိုကျွန်တော်တို့ကစားသမားတွေရှိတယ်မွန်တီရဲတို့လိုအော်တာမန်ဒီတို့လိုကစားသမားရှိတယ်နောက်တစ်ခါကွင်းလင်မှာပါရီဒက်ပြီးလို့ရှိရင်မာမာထန်ထန်တုံ့ပြန်တတ်တဲ့ရိုဒရီဂိုဒီဘောတို့လိုကစားသမားကိုလည်းပိုင်ဆိုင်ပါတယ်ဆိုတော့အင်္ဂလန်နဲ့ပွဲမှာအရန်ခုံကထလာပြီးတော့အနိုင်ကိုသွင်းပေးသွားတဲ့မာတီနက်ကိုလည်းမေ့ထားလို့မရပါဘူးဆိုတော့ဘလို့ပဲဖြစ်ဖြစ်ပါဒီ final ပွဲမှာမက်ဆီကလည်းဂိုးသွင်းဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ဒီညကကန်ခဲ့တဲ့ဒီအင်္ဂလန်နဲ့ဒါတတိယနေရာလူပွဲမှာကီလီယန်အမ်ဘာပေက2ဂိုးသွင်းပြီးတော့1ဂိုး assist လုပ်သွားခဲ့ပါတယ်။ဒါကြောင့်မလို့ဒါဂိုးသွင်းဘရင်အတွက်ဆိုလို့ရှိရင်တော့လီယိုနယ်မက်ဆီကမဖြစ်မနေဂိုးသွင်းဖို့လိုအပ်တာကြောင့်ဖြစ်ပါတယ်။ဆိုတော့ဒီစပိန်နဲ့ကန်တဲ့ပွဲမှာရောလီယိုနယ်မက်ဆီခြေစွမ်းပြပြီးတော့ဂိုးသွင်းယူနိုင်မှာလား။ဆိုတော့ဒီပွဲပေါ်ကိုညီကိုတို့ရောဘယ်လိုမြင်ကြလဲ။စပိန်လားအာဂျင်တီးနားလားကျွန်တော်၄နှစ်မှတစ်ချိန်ကြည့်ရတဲ့ပွဲဖြစ်တဲ့အတွက်အားလုံးပဲကြည့်ဖို့အတွက်ကိုတော့တိုက်တွန်းခြင်းပါတယ်အသင်းလိုက်စုစည်းမှုပိုကောင်းတဲ့စပိန် systematically ကြကစားတဲ့စပိန် teamwork ပိုကောင်းတဲ့စပိန်တစ်ဖက်ကအာဂျင်တီးနားကတော့ရေကုန်ရေခမ်း aggressive ဆန်းဆန်းလီယိုနယ်မက်ဆီအတွက်ဆိုရင်ကြကုတ်ကြခဲရေကုန်ရေခမ်းကစားဆက်တက်တဲ့ကစားဟန်ဆိုတော့ဒီနှစ်သင်းကဘယ်အသင်းကဘူဆွဲသွားမှာလဲ FIFA ranking အရာအဆင့်1နဲ့2မှာရပ်တည်နေတဲ့အသင်းဖြစ်တာကြောင့်ဒေဂျာပေါက်ကြည့်လို့ကောင်းမဲ့ပွဲဆိုတာကတော့မျက်ခတ်မလွဲပါပဲဗျဆိုတော့ဒီနေရာမှာခံမဲမှုလေးမပြုတ်လောက်ခင်မှာ
အပေါ်အသင်းကတော့စပိန်အသင်းလို့ကျွန်တော်တို့ခံမှန်းလို့ရပြီးတော့အောက်အသင်းကတော့လီယိုနယ်မက်ဆီတို့ရဲ့အာဂျင်တီးနားဖြစ်ပါတယ်ဆိုတော့ final ပွဲဖြစ်တာကြောင့်50-50အနေအထားမှာရှိတာဖြစ်တဲ့အတွက်ဘယ်အသင်းကမဆိုတစ်ချက်မှားတာနဲ့ဒုက္ခရောက်နိုင်တဲ့အနေအထားမှာရှိပါတယ်ဆိုတော့ညီကိုတို့ရောဘယ်အသင်းကိုကြိုက်ကြလဲဆိုတော့ဒီနေရာမှာမှန်တီမှားတီမရှိပါဘူးကျွန်တော်ရဲ့ခံမှန်းချက်ကတော့ပွဲချိန်အတွင်းမှာတရေကြမယ်လို့တော့ကျွန်တော်ထင်ပါတယ်အချိန်ပိုတဲ့ကြည်ကောင်းကြည်ရနိုင်တဲ့ပွဲလို့လည်းကျွန်တော်မြင်ပါတယ်ဆိုတော့ညီကိုတို့ရောဘယ်လိုထင်ကြလဲကိုယ့်ရဲ့ထင်မြင်ယူဆချက်လေးတွေကို comment box မှာအားမနာတဲ့ရေးပေးသွားလို့ရပါတယ်ကျွန်တော်စပိန်ပရိသတ်ပဲဖြစ်ဖြစ်အာဂျင်တီးနားပရိသတ်ပဲဖြစ်ဖြစ်အထူးသဖြင့်အင်္ဂလန်ဖန်ပဲဖြစ်ဖြစ်ပြင်သစ်ဖန်ပဲဖြစ်ဖြစ် comment box မှာတခုခုရေးပေးသွားလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျ